လူမိုက်ဆိုရင်ရှောင်းနေလွယ်လေမမီဝဲနဲ့ကင်းအောင်နဲ့ပညာရှိကိုအရှိတွေလေမိဝဲစီကနီရူနဲ့သုံးမရေနာမိငါများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆက်ရေးညော်ရသုံးချက်ပေးဗုဒ္ဓဝါရကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲတည်းရှိကတင်ချိုးပြူ